ဇလန်ကိုရှေးခေတ်ဂျပန်နိုင်ငံကနေစတင်ထားပါတယ်။ပရိသရာစီတီအုပ်ချုပ်နေဆဲဖြစ်တဲ့အာကိုလူခေါ်တဲ့နေရာတစ်ခုကိုမြင်တွေ့ရမှာဖြစ်ပါတယ်။ဆာမူရိုက်တချို့ကသူတို့ဖမ်းမိလာတဲ့ထူးဆန်းတဲ့ကောင်လေးတစ်ယောက်ကိုခေါ်လာပါတယ်။ကောင်လေးရဲ့နာမည်ကကိုင်လူခေါ်ပေမဲ့သူဘဲကလာတယ်လဲဆိုတာဘယ်သူမှမသိကြပါဘူး။လူတိုင်းကသူ့ကိုတရေသို့မဟုတ်နတ်ဆိုးတကောင်ကောင်ဖြစ်နေတယ်လို့ထင်ပြီးတန်တရားဝင်နေကြပါတယ်။သူ့ရဲ့အသားရည်ကအယမ်းဖြူပြောပြီးကြောက်စရာကောင်းနေတာကြောင့်သူတို့နေမြေထဲမှာမနေစေချင်ကြပါဘူး။ဒါပေမဲ့လည်းနေစားကြီးလော့အာဆာနိုကကောင်လေးကိုနေခွင့်ပြုလိုက်ပါတယ်။အာဆာနိုရဲ့သမီးမီကာကလည်းကောင်လေးကိုသဘောကျပြီးသူတို့နှစ်ယောက်အမြန်ဆုံးတူငယ်ချင်းတွေဖြစ်သွားကြပါတယ်။ကောင်လေးကအဲ့ဒီနေမီမှာပဲချီးပြင်းလာပြီးမဲ့အမြဲတမ်းအပယ်ခံတယောက်လိုဖြစ်နေခဲ့ပါတယ်။လူတိုင်းကသူ့ကိုသူစိမ့်တယောက်လိုဆက်ဆံကြပြီးမဲ့သူကတော့အာဆာနိုရဲ့ချင်းနာမှုနဲ့မီကာရဲ့ခင်မင်းမှုအပေါ်အမြဲတမ်းကျေးဇူးတင်နေခဲ့ပါတယ်။ဒီနေ့မှာတော့ရွာသားတွေကိုဒုက္ခပေးနေတဲ့တားရဲကြီးတကောင်ကိုဖမ်းဖို့မုတ်ဆိုးအဖွဲတစ်ဖွဲထွက်လာကြပါတယ်။မျက်လုံး6လုံးပါတဲ့အဲ့ဒီအကောင်ကြီးကအရန်ကြီးမားပါတယ်။လူတွေကိုတောင်မပြောနဲ့မြင်းတွေတောင်40ကိုမာပစ်နိုင်စွမ်းရှိပါတယ်။အဲ့ဒီအချိန်မှာယဆာနိုဆိုတဲ့ဆာမူရိုက်တယောက်ဓားလွှဲချသွားပြီးတားရဲကြီးရှေ့မှာပြစ်မိနေတာကိုမြင်လိုက်ရပါတယ်။ကိုင်ကသူ့အသက်ကိုပဓာနာမထားပဲအဲ့ဒီအကောင်ကြီးကိုနှိမ်နှင်းလိုက်ပါတယ်။သူကယဆာနိုရဲ့အသက်ကိုကယ်တင်ခဲ့ပြီးဓားကိုလည်းပြန်ပေးခဲ့ပါတယ်။ယဆာနိုကယွန်းရှာတဲ့ပုံစံနဲ့ငါတေးလိုက်တာမှပိုကောက်ဦးမယ်ဒီလိုမတန့်ရှင်းတဲ့ကောင်ကငါ့ကိုကယ်သွားတာပဲလို့ပြောပါတယ်။လူတိုင်းကလည်းကိုင်ကိုတာမန်လူမဟုတ်ဘူးလို့ယုံကြည်နေကြပါတယ်။ဘာပဲဖြစ်ဖြစ်မကြခင်မှာတခြားဆာမူရိုက်တွေရောက်လာပြီးတားရဲကြီးကိုယဆာနိုပဲတတ်လိုက်တာလို့ထင်သွားကြပါတယ်။ယဆာနိုကလည်းဘာမှမပြောပဲနာမည်ကောင်းကိုယူလိုက်ပါတယ်။မထွက်ခွာခင်မှာကိုင်ကသူ့ကိုစိုက်ကြည့်နေတဲ့ထူးဆန်းတဲ့မြေခွေးဖြူတစ်ကောင်ကိုတွေ့လိုက်ရပါတယ်။မြေခွေးရဲ့မျက်လုံးတစ်လုံးကအယောင်မတူပါဘူး။တစ်ချိန်တည်းမှာလည်းအခြားနယ်မြေတစ်ခုမှာအဲ့ဒီမြေခွေးဖြူကသူတို့ရဲ့နေစားကြီးလော့ကီရာစီကိုတွားပါတယ်။ရုတ်တရက်မြေခွေးကလာပတဲ့မိန်းမတစ်ယောက်အဖြစ်ပြောင်းသွားပါတယ်။တကယ်တော့သူကကီရာရဲ့တလူဆုံးပါပါ။လော့အာဆာနိုကိုလုတ်ပြမယ်သူတို့ရဲ့အစီအစဉ်မအောင်မြင်ခဲ့ဘူးလို့သူမကကီရာကိုပြောပြပါတယ်။လူတွေအမဲလိုက်ရာကနေပြန်ရောက်လာတဲ့အခါမီကာကသူ့အဖေကိုကြိုးဆိုပါတယ်။အဖေထိခိုက်ဒဏ်ရာရခဲ့သလားလို့သူမကမေးပါတယ်။အာဆာနိုကသမီးတို့အရေးပါတဲ့တယောက်ကိုစစ်ပူနေတာလားလို့နောက်ပြောင်းလိုက်ပါတယ်။အဲ့ဒီအချိန်မှာမျက်လုံး6လုံးပါတဲ့သားရည်ကြီးကိုတတ်ဖို့ဘာလို့ဒီလောက်အရေးကြီးနေရတယ်လဲဆိုတာကျွန်တော်တို့သိလိုက်ရပါတယ်။အာကိုနယ်မြေမှာရှိုးကန်းပြိုင်ပွဲလို့ခေါ်တဲ့အလွန်ကြီးမားတဲ့ပြိုင်ပွဲကြီးတစ်ခုကျင်းပသွားမှာဖြစ်ပြီးဒါကအရန်ကိုအရေးကြီးတဲ့ကိစ္စတစ်ခုပါ။အရာအလုံးကအဖြစ်နာအစာမရှိပြည့်စုံနေဖို့လိုပါတယ်။အာဆာနိုကမီကာရဲ့ပြင်ဆင်မှုတွေကိုအရန်သဘောကျနေ